အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာတော့ Dubai Real Estate Market မှာ 2point investor တယောက်အနေနဲ့ဝင်ရောက်လာမယ်ဆိုရင်ဘယ်လိုမျိုး payment plan တွေရှိတယ်ဆိုတာကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒူဘိုင်းမှာငွေပေးချေမှုစနစ်တွေမျိုးစုံရှိတယ်ဆိုရင်လည်းဒီကနေ့မှာတော့60-40စနစ်ကိုရုပ်ရှင်စွာရှင်းပြပေးသွားမှာပါဥပမာ apartment တစ်ခန်းဈေးနှုန်းကဒေါ်လာ3သိန်းဖြစ်ပြီးတော့စီမံကိန်းကခုနှစ်2030မှာပြီးခဲ့မယ်ဆိုလို့ရှိရင်60ရာခိုင်နှုန်းဒေါ်လာ3,800,000ကိုဒီ construction အတွင်းမှာတဖြည်းဖြည်းနဲ့ပေးချေသွားလို့ရမှာဖြစ်ပါတယ်60ရာခိုင်နှုန်းကိုလည်းတစ်ခါတည်းပေးစရာမလိုပါဘူး20ရာခိုင်နှုန်းကို down payment အနေနဲ့ပြီးမယ်ကျန်တဲ့40ရာခိုင်နှုန်းကိုတော့ construction ကာလမှာတစ်နှစ်ကို10ရာခိုင်နှုန်းစီပဲပေးချေသွားရမှာဖြစ်ပါတယ်ခင်ဗျာအဲ့လိုဆိုလို့ရှိရင်တစ်လကိုဒေါ်လာ2,000နီးပါးလောက်ပဲပေးရပြီးတော့တိုက်ခန်းတန်ဖိုးရဲ့1% အောက်လောက်ပဲကျမှာဖြစ်ပါတယ်ကျန်တဲ့40ရာခိုင်နှုန်းကိုလည်း property completion ဖြစ်တဲ့အချိန်မှာ cash နဲ့ပေးမလား bank mortgage နဲ့ပေးမလား property ကိုပြန်ရောင်းပြီးပေးမလားရွေးချယ်မှုများစွာလည်းရှိပါတယ်ခင်ဗျာလူကြီးမင်းတို့တည်ထားတဲ့အရာကဘာလဲဆိုရင်တော့ဒူဘိုင်းမှာ resident မဟုတ်လေဘဏ်ကနေပြီးတော့ property တန်ဖိုးရဲ့90ရာခိုင်နှုန်းအထိကိုငွေချီးပြီးတော့ဘဏ်ကနေပြီးတော့ပေးချေလို့လည်းရပါတယ်ခင်ဗျာဒူဘိုင်း market မှာတော့ location နဲ့ developer quality ကိုမှမူတည်ပြီးတော့အိမ်ချမ်းမြေဈေးနှုန်းတိုးတက်မှုမှာ7ကနေ20ရာခိုင်နှုန်းလောက်ထိကိုရရှိနိုင်ပါတယ်ဒါကြောင့် entry easy ဖြစ်ပြီးတော့ future growth ကောင်းတဲ့ plan လေးတစ်ခုလို့လည်းပြောလို့ရပါတယ်ဒါကြောင့် Dubai Real Estate မှာ invest လုပ်ဖို့ ready ဖြစ်ပြီဆိုရင်ဒီနေ့ပဲ DM ကနေလာရောက်ဆက်သွယ်လိုက်ပါခင်ဗျာ